video clip တစ်ခုမှာ lock နဲ့ရိုက်တာပဲဖြစ်ဖြစ် lamp lock နဲ့ရိုက်တာပဲဖြစ်ဖြစ်ဒီ video ရဲ့ color တွေ contrast တွေ tone တွေ mood တွေကို lab တွေထည့်ပြီးတော့အရောင်တွေစိတ်ကြိုက်ပြောင်းလို့ရတယ်။ဒါကိုကျွန်တော်တို့က lab pad ဆိုပြီးတော့ထုတ်ထားတယ်ပေါ့နော်။ transition ကကြတော့ cap တစ်ခုနဲ့တစ်ခုအကူပြောင်းမှာတာမန် fake in fake out zone in zone out လိုမျိုးမဟုတ်ဘဲနဲ့ပို့ပြီးစမ်းသစ်တဲ့ပုံစံတွေနဲ့ပြောင်းလဲကြည့်လို့ရအောင်ထုတ်ထားတဲ့ပုံစံမျိုးပေါ့နော်။ဒါကိုကျွန်တော်တို့က transition pad လို့ခေါ်တယ်။ overlay pad ဆိုတာကတော့ရိုက်ထားတဲ့ video clip တွေပေါ်မှာ flint texture တွေ noise texture တွေ light flare တွေနဲ့ video clip တွေကိုအလှဆင်တဲ့ပုံစံမျိုးပေါ့နော်။ဒါကိုကျွန်တော်တို့က overlay pad ဆိုပြီးတော့ထုတ်ထားတာပါ။ Premiere Pro, After Effects, DaVinci Resolve, Final Cut နဲ့ CapCut Desktop လို့ editing software တွေမှာပါလွယ်တကူအသုံးပြုလို့ရရမယ်ဆိုပြီး editor web ကိုဖန်တီးထားတာဖြစ်ပါတယ်။ storage မလောက်တဲ့သူတွေအတွက် editor web ရဲ့ 2K 4K ဗီဒီယိုတွေကို24နာရီသုံးပြုလို့ရအောင် online data တွေတည်ဆောက်ထားပေးပါတယ်။လူတိုင်း quality ကောင်းမွန်တဲ့ဗီဒီယိုတွေကိုဖန်တီးနိုင်ပါတယ်။ lab တွေ transition တွေ overlay တွေ font animation တွေနဲ့ mic ဗီဒီယိုတွေဖန်တီးဖို့အတွက် editor web မှာလာရောက်ဝယ်လို့ရနေပါတယ်။